အဲ့ဒါကြောက်သားလိုက်ရတော့ဒါအကောင်းပဲဒီမှာဟင်းနေလို့ရှင်တော့ဒီကကြတော့ကောင်းဟာအဲ့ဒါကြောက်သားလိုက်ရတော့ဒါအကောင်းပဲဒီမှာတော့ဆယ်ပဲဒီမှာတော့ကြောက်လာမရဘူးအပိတ်ခွဲလာမရဘူးမိုးအောင်လို့တည့်ရလေးတွေငိမ့်နေရဲ့တိမ်တွေပြိုတော့မှကျူတည်ရဲ့ဝါစုရဲ့တိတ်ဒီရမီရဲ့ဒီလေတနိုင်လောက်တော့လေအဲ့တော့သူတို့ရောမမိုးတွေတအားဦးသေးသွားတာအဲ့ဒါနဲ့မိုးရင်းနဲ့ကိုင်းနေပြီးတော့အခုမှဟင်းနေမြန်လေးချက်မလို့ဒါလေးကကြတော့သူတို့အညာ14ရောက်ဝက်ဦးတောင်လေးဒီဝက်ဦးတောင်လေးကိုကြတော့ခင်းညင်ညင်ဒီစင်းလေးနဲ့ချက်မယ်ပြီးလို့ရှိရင်အဖေမိုးရွရွာကိုသွားခူထားတဲ့ကစောရက်ကလေးကိုကျုံမယ်ခင်းရတဲ့အတွက်ခင်းညင်လေးကျက်သွတ်နေနပီစီစားစနစ်နဲ့ကြီးနေကလေးထည့်ပြီးဖုံးတက်ထားလိုက်ပါမယ်အနှစ်လေးကြည့်ပြီဆိုရင်တော့ဝက်တောင်လေးထိတ်လုံးပြီးတော့ရေထည့်တက်ထားလိုက်ပါမယ်ဒီနေထားလေးရောက်ပြီဆိုရင်တော့မြို့တိစိမ့်နဲ့ကျက်သွတ်မြူထောင်လေးထည့်ပြီးအိုးချလို့ရပါပြီဝက်တောင်ဟင်းလေးကျက်ပြီဆိုတော့ကစွန်းရက်လေးကြော်ပါမယ်အိုးရဲကိုစီစနွမ်းနဲ့တက်တက်လေးလေးထည့်စီတက်ပြီးတော့ရေတန့်အောင်ဆေးထားတဲ့ကစွန်းရက်ကလေးတွေထည့်ကြော်လိုက်ပါမယ်ကစွန်းရက်လေးနွမ်းပြီဆိုမှငရုတ်တီစိန်တက်တက်မျိုးထောင်ခရုစီနဲ့စားလို့ထည့်ပြီးတော့တမအောင်မှွေပြီးကြော်ပေးလိုက်ပါမယ်ဒီနေထားလေးဆိုရင်တော့စားလို့ကောင်းပြီးတော့အရသာရှိတဲ့ကစွန်းရက်ကြော်လေးရပါပြီဒီမှာဟင်းနေလို့ရှင်တော့အဖေခုထားတဲ့ကစွန်းရက်ကလေးကိုကြော်ထားတယ်ပြီးတော့ကြတော့ဒါဝက်ဦးတောင်ကိုအဖေသမီးလေးဒီမှာတစ်လုံးချင်းစီမချက်နေတယ်နှလုံးပူးချက်ဆိုလို့ဝက်ဦးတောင်နှလုံးပူးချက်ငယ်ကလောရကြီးပြီးလို့ရှိရင်ဒါငပိတောင်းနဲ့ရှောက်တီးတို့စရာဖေဝက်ဦးတောင်စိတ်ရထဲစားနော်ခြေကူးလိုက်ကစွန်းရွက်အဖေကအမေကအဲ့ဒါမိုးလေးကအေးနဲ့ဘိုက်ကစားရောခင်းလေးရတဲ့ကြက်တော့အကိုက်ကျသွားတာပေါ့ကစွန်းကလေးကလည်းချိုးနေတာဗျလက်ဆက်လို့လားမသိဘူးဟုတ်တယ်ဖေလက်ဆက်လို့ထိုးတာပြီးမမလည်းခင်းစီထည့်ကြော်ထားသေးအဲ့ဒီထဲအဲ့ဒါကြောင့်ဟောအဲ့ဒါကြောင့်မို့ညာတော့ညာကျင်တော့လဲဇွတ်တိတ်ချင်တော့လဲဇွတ်တော့ဒီမှာတင်ရလို့ရမယ်ထင်နေတာမနောက်တော့ကိုရွာအောင်ပါလေဗျာရွာတော့လည်းကောင်းတာပေါ့ကျုပ်ပဲခင်းနေဟုတ်ပါတယ်ပဲရတော့မိုးရွာနေကောင်းနေဗျာဒါဆိုရင်တော့ဆက်ပြီးတော့ဆန်းလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့အညာဆွမ်းဆွမ်းလေးနဲ့ပတ်သက်တဲ့ဘလော်လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတက်တာ